လိုက်တာဟုတ်ပါရဲ့မင်းသမီးလေးကြနေတာပဲနော်ကိုအောင်နိုင်ကလည်းခန့်သွားတာပဲဟုတ်တယ်နင်းနဲ့လာရွှေနဲ့မြဆိုတာအခုမှသဘောပေါက်တော့တယ်လှိုင်းရလေလေတကယ်မင်းသမီးလိုပဲနော်ဟုတ်တယ်ရမ်းလာတာပဲအေးကွာသူတို့ကြည့်ပြီးကိုတော့အခုထားပြီးတခါတည်းမင်္ဂလာဆောင်လို့ချင်ကွာအမေသူကလာပြီးတော့အခုထိဘာမှတော့မစွတ်စားနိုင်သေးပဲနဲ့ညာလာချီသေးတယ်လောက်ပြန်ဟဲ့မိသူငိန်လာကြည်လားဟမ်အဲ့လိုမဟုတ်ပါဘူးဟဲ့မင်္ဂလာဝတ်ဆောင်ဆိုလို့လှိုင်လေးရဲ့ဝတ်ဆောင်ကအရန်လှပဲနော်ကဲသူများကိစ္စထားအောင်နင်တို့နှစ်စုံတွဲကကောဘယ်တော့ဆောင်ကြမှာလဲဟန်တွန်းနဲ့ဝင်းဝင်းရီတို့အတွဲကအရင်ဖြစ်မလားတက်နောင်နဲ့တူဆန်တို့အတွဲကပဲအရင်ဖြစ်မလားကဲပြောကြပါအောင်ဟေးငါတို့ကတော့စူးစမ်းတော့မယ်ဟေးလာမယ်ကြာမယ်ဟေးဒါပေမဲ့လိုင်းရိုးမဟုတ်ဘူးရှယ်လာမှာငါတို့နှစ်ယောက်ကတော့အိမ်ကိုတော့ဖွင့်မပြောရသေးပါဘူးကွာငါတော့နင်တို့စောစောကမြင်္ဂလာဆောင်ဈေးတွေတွက်တာကြားရုံနဲ့အသက်ရှူကြက်လာပြီဟေးတက်နောင်ဟေးအဲ့ဒါတော့တွက်တာလေအကောင်မဟုတ်သေးဘူးဟဲ့ဖိတ်စာရဲကတစ်စောင်ကို900ကဲ300ရိုက်ရင်လေ3သိန်းခွဲဧည့်သည်တွေအတွက်ပန်းပြန်ကမ်းတာအနည်းဆုံး3000လောက်ကုန်မယ်အားလုံးပေါင်းရင်လေ30တော့ကြော်တယ်ဟာမိသူရေကိုချစ်တဲ့သူကိုအမြတ်တနုတမှုထားပြီးမင်္ဂလာအခမ်းအနားနဲ့တင်းတဲ့ထိမ်းများလက်ထက်မှာမိသူလက်ထက်နိုင်မယ်လို့ကိုကိုပြောထားခဲ့လေတော့ကိုမှအဲ့လိုဆန္ဒအပြည့်အဝရှိပြီမဲ့ဒီလိုကုန်ကြစည်တွေနဲ့ဒီအခက်ခဲတွေကြောင့်ကိုတို့နှစ်ယောက်ဝေးကြတော့မယ်ထင်ပါရဲ့ကွာနော်စိတ်ညစ်သွားပြီလားဘလို့အကြောင်းကြောင့်အခက်ခဲဘလို့ပဲကြုံမိသူနောက်လက်ကိုညင်ညင်ခံခံတွေ့သားမှာပါနော်ရေနော်ဟိုမှာအောင်နိုင်တဲ့လှိုင်လေးတို့ဧည့်သည်တွေလိမ့်နှုတ်ဆက်ဓာတ်ပုံရိုက်နေတာဒုပစ္စည်းကိုလာနေပြီဟဲ့တန်းအောင်ရင်းမျက်နှာအုံနေတာကိုပြင်လိုက်စမ်းဟေးမောလေးဖြောင်နေစမ်းပါဟဲ့ဟိုမှာလေကိုတငယ်ချင်းတွေကမင်္ဂလာယူနေကြတာဟဲ့အေးပါဟာအေးပါမိသူရောက်နေကြပြီလားကြာပြီမုံကြီးဆိုင်မှာတညနေလုံးသွားထိုင်နေတာသူတို့ဆိုင်ပိမှဒီကိုထွက်လာတာလေဟာတော်ကြာနေပြီဗော sorry ကွာဆိုင်မှာလူကြနေလို့ဆိုင်ပိတ်တာလည်းဒီနေ့နည်းနည်းနောက်ကျသွားတယ်ဆိုင်ပိတ်ပြီးတော့လည်းဆိုင်ရင်ကထုံးတဲ့အတိုင်းပဲအပူချိန်ပြက်ခိုင်းသေးတယ်လေတခုမှလေးနော်ဘာတောက်မလဲတော်ပါကွာကိုအေးတောက်လို့မရတော့မင်းလည်းသိရတယ်စီချုပ်တာတတိထားနော်ကြောက်ကနေမြန်ဆိုင်နေမလားပဲစေကတခုမှသွားစင်ကောင်းမယ်တင်နေအခုသွားမလားအရေးမကြီးပါဘူးတော်ပါပြီကွာမိသူနေမကောင်းဘူးလားမျက်နှာလည်းမကောင်းပါလားစေရောလူရောနေလို့မကောင်းတာဘာဖြစ်လို့မမီလေးဒီနေ့တနေ့လုံးတွေးတိုးပြီးလဲနေတယ်ဟုတ်လားဘာဖြစ်လို့လဲအခုရောအချိန်နေဘယ်လိုနေသေးလဲမနက်ကပေါ့ breakfast ဆိုင်နေနောင်နေမိသူနဲ့လက်ထက်မဲ့အကြောင်းပြပြလိုက်တယ်လေအဲ့ဒီတော့ဘာဖြစ်ရမလဲနောက်ရဲ့ဒယ်ဒီရောမမီရောကိုပါပထမကြောင်းသွားတယ်နောက်မမီကဝဝနဲ့ထိုင်ပြီးပြောနေမိသူဘာတွေဖြစ်ကုန်ကြသေးလဲမမီလေမိသူတပုံပုံရိုက်တယ်သူကသူလည်းရမတ်တွေကိုထွေးပြီးဟိုပြီးဆိုတော့ရပဲဒုက္ခပါပဲမိသူရဲ့တိတ်တယ်နော်ဟိုမှာသူများတွေကြည့်ကုန်ကြပြီမိသူလည်းမမီပြောနေတယ်မခံချင်လို့ပြန်ပြောမိတယ်ဘယ်တော့မှပြန်နောက်ကြောင်ဆုံးသထားလည်းမသိပါဘူးနှစ်ပြမတန်းနဲ့အယောင်ဝန်န်းဆိုပြီးတော့လေနောက်မိသားစုအနေနဲ့အချက်တဲတွေရောလူများပြီးအလုံးမရှိအကိုင်မရှိဆိုတော့ရောသူ့ထုံးစံတိုင်းပဲနဲ့ပြောရတာပဲကိုကြောင့်မိသူတို့စိတ်ဆင်းရဲနေကြပြီဒီပုံဆိုရင်အခက်အခဲဖြစ်နေတဲ့မိသူရဲ့တငယ်ချင်းဆိုပြီးဒယ်ရီဆိုင်မှာအလုပ်ခံပေးဖို့ကိစ္စနောက်တော့ပြောထားရမှာမဟုတ်တော့ဘူးထင်ပါရဲ့ဘယ်တက်နိုင်လဲလေကြည်စမ်းညလုံးတွေလည်းနေပြီးမို့နေပြီကိုစိတ်မကောင်းလိုက်တာကွာမိသူတို့ဘယ်လိုလုပ်ကြမလဲနော်
ဖြည်းဖြည်းစဉ်းစားကြတာပေါ့ကိုလည်းဖေဖေကိုအခုထိမပြောရသေးဘူးအခုအိမ်မှာလည်းအခုတို့ညီကိုရှာတဲ့နောက်ကလေးကိုလူ9ယောက်ကမိကိုနေရတာမဟုတ်လားနောင်ရထားတဲ့ဘဝအတွက်မိသူလည်းစိတ်မကောင်းပါဘူးဒါပေမဲ့ဘလို့ခက်ခက်ရင်ဆိုင်ဖြတ်ကျော်ကြမယ်နော်အခုမိသူနဲ့တော့ဘလို့မှမခွဲနိုင်ခရီးနော်ခတိအခုမိသူနဲ့လက်ထပ်ဖို့ဒီနေ့ကစပြီအသက်ကုန်ကြိုးစားပါမယ်အချစ်လေးရဲ့